န်ဆန်းဆရာတို့ဆရာတပည့်တွေကြုံတွေ့ခဲ့ရတဲ့ဒုက္ခ82ခုအားလုံးပဲမင်္ဂလာပါ The Great State Library ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထန်ဆန်းဆရာတို့ဆရာတပည့်တွေကြုံတွေ့ခဲ့ရတဲ့ဒုက္ခ82ခုစလုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ဒုက္ခ82ပါးစလုံးကို1986 TV series ထဲမှာနီးပညာအခက်အခဲကြောင့်အကုန်မရိုက်နိုင်ခဲ့ပေမဲ့ဝိထုထဲမှာတော့ဒုက္ခ82ပါးစလုံးပါပါတယ်အန်တိုနီစီယူရဲ့အင်္ဂလိပ်ဘာသာပြန် Volume 4 Page 358မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်1ရွှေပစင်းဘဝမှလူပြည်သို့အပြစ်ပေးခံရခြင်းဆရာတော်ရဲ့မူလဘဝရွှေပစင်းကဗုဒ္ဓရဲ့တရားတော်ကိုတေချာမနာယူခဲ့လို့လူပြည်ကိုအပြစ်ပေးခံခဲ့ရတဲ့ဒုက္ခဖြစ်ပါတယ်အခန်း8မှာတိတိကျကျဖော်ပြထားပါတယ်ဒုက္ခနံပါတ်2မွေးဖွားပြီးချင်းအသက်ခံရလူနီးပါးဖြစ်ခြင်းဆရာတော်မွေးဖွားချိန်မှာပဲသူ့အဖေကိုတတ်တဲ့လှေထိုးသမားရဲ့အန်တရာယ်ကနေတီတီလေးလွတ်ခဲ့ရပါတယ်အခန်းနံပါတ်9မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်3မြစ်ထဲသို့မျောချခံရခြင်းထန်ဆန်းကိုမွေးပြီးလာသားအရွယ်မှာပဲအသက်ဘေးကနေလွတ်မြောက်ဖို့မြေထဲကိုမျောချခံခဲ့ရပါတယ်အခန်း9မှာတိတိကျကျဖော်ပြထားပါတယ်ဒုက္ခနံပါတ်4မိဘများကိုပြန်လည်ရှာဖွေပြီးတရားခံအစ်စ်ကိုဂလဲသားချေခြင်းမိဘတွေရဲ့အကြောင်းကိုသိရှိပြီးတရားမျှတမှုအတွက်ပြန်လည်ရှာဖွေခဲ့ရတာပဲဖြစ်ပါတယ်အခန်း9မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်5မြို့ပြင်မှာကြားမိတ်ဆာနဲ့တွေ့ဆုံခြင်းခရီးစမှာပဲကြားမိတ်ဆာတကောင်ရဲ့အန်တရယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်အခန်းနံပါတ်73မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်6တွင်းထဲကြပြီးနောက်လိုက်များဆုံးရှုံးရခြင်းမြေကျင်းထဲကြပြီးအတူပါလာတဲ့နောက်လိုက်တွေကိုမိစ္ဆာတွေရဲ့စားတောက်ခြင်းခံခဲ့လိုက်ရပါတယ်အခန်းနံပါတ်73မှာဖော်ပြထားပါတယ်နှစ်ခွတောင်ကုန်းရဲ့ဒုက္ခတောင်ကုန်းပေါ်မှာကြားနှစ်ကောင်နဲ့မွေကြီးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲပဲဖြစ်ပါတယ်မုတ်ဆိုးကြီးကကယ်တင်ပေးခဲ့လို့သာအသက်ချမ်းသာရခဲ့တာပါအခန်း73မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်8နယ်ဆက်တောင်နှလုံးကြားကဒုက္ခနယ်ဆက်တောင်တန်းအကျော်မှာဟူခုံးကိုတောင်အုပ်ကနေလွတ်အောင်ကူညီပေးရင်တောင်ပေါ်ကိုခက်ခက်တက်ခဲ့ရတဲ့ဒုက္ခဖြစ်ပါတယ်အခန်းနံပါတ်73မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်9မြင်းလဲလှဲခြင်းနဂါးပြူလေးကဆရာတော်ရဲ့မြင်းကိုစားလိုက်လို့မြင်းပြူအဖြစ်ပြောင်းလဲစီးနှင်းခဲ့ရပါတယ်အခန်းနံပါတ်15မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်10ညဘက်မီးလောင်ခြင်းကွမ်ရင်ဘုန်းကြီးเจ้าမှာကျောင်းထိုင်ဘုန်းကြီးကသင်္ကန်းကိုလိုချင်လို့ဆရာတော်တို့တဲခိုတဲ့အဆောင်ကိုမိရှို့တတ်ဖို့ကြံစီခြင်းခံရတဲ့ဒုက္ခဖြစ်ပါတယ်အခန်း16မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်17သင်္ကန်းခိုးခံရခြင်းဝက်ဝင်နဲ့မိစ္ဆာကတန်ဖိုးကြီးတဲ့သင်္ကန်းတော်ကိုခိုးယူသွားတာခံရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်းနံပါတ်16မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်12ပါကျဲကိုစုံမခြင်းဝက်မိတ်စာကိုတပည့်အဖြစ်မသိမ်းခင်ကြုံရတဲ့တိုက်ပွဲပဲဖြစ်ပါတယ်ဒုက္ခနံပါတ်13လေဝါမိတ်စာဤတိုက်ခိုက်မှုဟူခုံးကိုမျက်လုံးမမြင်ရအောင်လုပ်ခဲ့တဲ့လေဝါမိတ်စာရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်အခန်း20မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်14လင်းကြီးဖျားလောင်းထံအကူကြီးတောင်းရခြင်းလေဝါမိတ်စာကိုနှိမ်နှင်းဖို့လင်းကြီးဘောဒီတတ္တစီအကူကြီးသွားတောင်းရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း21မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်15တဲမြစ်ကိုဖြတ်ရခက်ခဲခြင်းငှံမွေးတောင်မြုပ်တဲ့တဲမြစ်ကိုဖြတ်ကျော်ဖို့ကြိုးစားခဲ့ရတဲ့အခက်အခဲပဲဖြစ်ပါတယ်အခန်း22မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်16ဟူချင်းကိုတပည့်အဖြစ်လက်ခံခြင်းတဲမြစ်ထဲကမိစ္ဆာကိုဆုံးမပြီးတပည့်အဖြစ်တိမ်သွင်းယူခဲ့ရပါတယ်အခန်း22မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်19ပညာရှိ၄ပါးဤစမ်းသပ်မှုဘောဓိတတ္တတွေကလောကီအာယုန်တွေနဲ့စမ်းသပ်တဲ့ဒုက္ခတွေပဲဖြစ်ပါတယ်အခန်း23မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်18လူတတိကျောင်းတော်ကဒုက္ခလူတတိပင်ကြောင့်နာမည်ကြီးကျင်းရံနဲ့ပြဿနာဖြစ်ခဲ့တာပဲဖြစ်ပါတယ်အခန်း24မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်19လူတတိပင်ကိုပြန်ရှင်အောင်လုပ်ရခြင်းဟူခုံးဖြတ်စည်းလိုက်တဲ့တစ်ပင်ကိုပြန်ရှင်ဖို့နီးလန်းရှာရတဲ့အခက်အခဲပဲဖြစ်ပါတယ်အခန်း26မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်20ဟူခုံးကိုနှင်ထုတ်လိုက်ခြင်းအယိုးပြူမိစ္ဆာမကြောင့်ဆရာတော်ကဟူခုံးကိုအထင်လွဲပြီးမောင်းထုတ်လိုက်တဲ့စိတ်မကောင်းစရာဒုက္ခပါအခန်း29မှာဖော်ပြထားပါတယ်
师傅，师傅。就这样蓦然分。 ဒုက္ခနံပါတ်21ထင်းရှုနဲ့တောအုပ်ထဲမှာလမ်းပြောက်ခြင်းဝူခုံးမရှိတော့တောထဲမှာလမ်းမပြီးမိစ္ဆာနဲ့တွေ့ခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း28မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်22ရတနာပုံရိပ်တိုင်းပြည်သို့စာပို့ခြင်းအဖမ်းခံထားရတဲ့မင်းသမီးလေးအတွက်စာပို့ပြီးဒုက္ခရောက်တာပဲဖြစ်ပါတယ်အခန်း29မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်23ဆရာတော်ကကြားဖြစ်ပြောင်းလဲခံရခြင်းဝေးယုံဝမိစ္ဆာရဲ့မော်တက်ကြောင့်ဆရာတော်ကကြားအဖြစ်ပြောင်းသွားခဲ့ရတာပဲဖြစ်ပါတယ်အခန်း30မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်24ထိန်ညီတောင်ကမိစ္ဆာများရွှေကြိုနဲ့ငွေကြိုမိစ္ဆာညီကိုတို့နဲ့တွေ့ဆုံရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း32မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်25ကြာပန်းကူထဲမှာအချိတ်ခံရခြင်းဆရာတော်ဖမ်းခံရပြီးကူထဲမှာဇောက်ထိုးဆွဲထားခံရတာပဲဖြစ်ပါတယ်အခန်း33မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်26ကျက်ဖနဲ့တိုင်းပြည်ကမင်းကြီးကိုကယ်တင်ရခြင်းရေထဲမှာတေဆုံးနေတဲ့မင်းကြီးကိုပြန်ရှင်းအောင်လုပ်ပေးရတဲ့အခက်အခဲပဲဖြစ်ပါတယ်အခန်း39မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်29အသွင်ပြောင်းမိစ္ဆာနဲ့တွေ့ဆုံရခြင်းမိစ္ဆာကဆရာတော်ထန်ဆန်းပုံစံပြောင်းပြီးလှည့်သားတာကိုကြုံရတဲ့အခန်းပဲဖြစ်ပါတယ်အခန်း39မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်28ဟိဟောက်တောင်ကမိစ္ဆာလူနီလေးနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်အခန်း40မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်29လေပွေဖြင့်အဖမ်းခံရခြင်းလူနီလေးကဆရာတော်ကိုလေပွေနဲ့ဖမ်းယူသွားတဲ့ဒုက္ခပါအခန်း40မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်30ဟူခုံဒဏ်ရာရခြင်းလူနီလေးရဲ့တမာရီမီးကမိခိုးငွေ့တွေကြောင့်ဟူခုံတတိလစ်တဲ့အထိဖြစ်သွားခဲ့ရပါတယ်အခန်း41မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်31ကွမ်ရင်ထံအကူအညီတောင်းရခြင်းလူနီလေးကိုနှိမ်နှင်းဖို့ကွယ်ရင်မဲတော့စီအကူအညီသွားတောင်းရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း42မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်32မြစ်ထဲကိုမြုပ်ခြင်းမြစ်နဲ့ထဲမှာနေတဲ့မိစ္ဆာရဲ့ဖန်ဆီးခြင်းကိုခံရတာပါအခန်း43မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်33လှဲဆွဲရတဲ့တိုင်းပြည်ဗုဒ္ဓဘာသာဘုန်းကြီးတွေကျွန်းခံနေရတဲ့တိုင်းပြည်မှာကြုံခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း44မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်34တကိုးပြိုင်ပွဲနတ်ဆရာ3ယောက်နဲ့ဟူခုံးတို့တကိုးပြိုင်ရတဲ့အခန်းပဲဖြစ်ပါတယ်အခန်း45 46မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်35နတ်ဆရာများကိုနှင်ထုတ်ခြင်းတိုင်းပြည်ကိုလှည့်သားနေတဲ့နတ်ဆရာအယောင်ဆောင်မိစ္ဆာတွေကိုနှိမ်နင်းရတဲ့အပိုင်းပဲဖြစ်ပါတယ်အခန်း49မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်36ရှေးလျားသောမြေကြီးနှင့်ကြုံရခြင်းလမ်းမှာအလွန်ကျယ်ပြီးရှေးလျားတဲ့မြေကြီးကပိတ်ဆို့နေတဲ့ဒုက္ခပါအခန်း49မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်39မြစ်ထဲကိုကြာခြင်းရေခဲနေတဲ့မြစ်ကိုဖြတ်နေတော့ရေထဲကိုကြာပြီးငါးမိစ္ဆာဖမ်းသွားတာပဲဖြစ်ပါတယ်အခန်း48မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်38ငါးချင်းတောင်းဖြင့်ကယ်တင်ခြင်းကွယ်ရင်မေတော်ကငါးချင်းတောင်းနဲ့ငါးမိစ္ဆာကိုလာပြီးဖမ်းပေးခဲ့ရပါတယ်အခန်း49မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်39ရွှေခမောက်တောင်ကမိစ္ဆာနွားပြမိစ္ဆာသို့မဟုတ်ကျွဲမိစ္ဆာကဝူခုံးရဲ့ဒုတ်အပါဝင်နတ်လက်နက်တွေကိုမှော်ကွင်းနဲ့တင်းယူသွားတာပဲဖြစ်ပါတယ်အခန်း50မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်40နတ်မင်းများရှုံးနေခြင်းဝူခုံးခေါ်လာတဲ့နတ်စစ်တီတွေပါမိစ္ဆာကိုမနိုင်ပဲရှုံးပေးခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း51မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်41ဗုဒ္ဓထံအကြောင်းရင်းမေးမြန်းရခြင်းမိစ္ဆာရဲ့မူလအစင်းမြစ်ကိုသိဖို့ဗုဒ္ဓစီအထိသွားပြီးတော့မေးမြန်းခဲ့ရတာပဲဖြစ်ပါတယ်အခန်း52မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်42ရေတောက်ပြီးတော့ကိုဝင်ဆောင်ရခြင်းမိမတိုင်းပြည်ရရေကိုတောက်ခဲ့မိလို့ဆရာတော်နဲ့ပါကျဲတို့ကိုဝင်ဆောင်ရတဲ့ထူးဆန်းတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း53မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်43မိမနိုင်ငံတွေအထိမ့်သိမ်းခံရခြင်းဘယင်မကဆရာတော်ကိုလက်ထပ်ဖို့အတင်းကျပ်လောက်ခံခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း54မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်44ကင်းမီကောင်မိစ္ဆာမရဲ့ဗျက်ဆောင်ကူကင်းမီကောင်မိစ္ဆာမရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာပဲဖြစ်ပါတယ်အခန်း55မှာ
ဖော်ပြထားပါတယ်ဒုက္ခနံပါတ်45ဝူခုံးကိုဒုတိယအကြိမ်နှင်ထုတ်ခြင်းဝူခုံးကလူသိုးဓမြတွေကိုတတ်ခဲ့မိလို့ဆရာတော်ကထပ်ပြီးတော့မောင်းထုတ်လိုက်တာပဲဖြစ်ပါတယ်ဒုက္ခနံပါတ်46နား6ဖက်မြောက်ဝူခုံးနဲ့အတူအစ်ခွဲမရအောင်ဖြစ်တဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း59မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်49မီးတောင်လမ်းမှာမီးတောင်ကြီးကပိတ်ဆို့နေလို့ရှေ့ဆက်မရတဲ့အခက်အခဲပဲဖြစ်ပါတယ်အခန်း59မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်48ရက်တောင်ကိုရှာဖွေရခြင်းမိငိမ့်မှုရက်တောင်နတ်သမီးစီကရက်တောင်ကိုရအောင်ယူခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း59မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်49နွားမိတ်စာကိုဖမ်းဆီးခြင်းရက်တောင်ရဖို့နွားမိတ်စာနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရတာပဲဖြစ်ပါတယ်အခန်း61မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်50ဇေဒီတော်ကိုတပြက်စီလဲခြင်းစွန့်လွတ်ခြင်းတိုင်းပြည်မှာဇေဒီတော်ကိုတန်ရှင်းလုပ်တဲ့အခမ်းပဲဖြစ်ပါတယ်ဒုက္ခနံပါတ်51ယရနာကိုပြန်လဲရှာဖွေပြီးယဟန်များကိုကယ်တင်ခြင်းခိုးယူခံရတဲ့ယရနာပစ္စည်းကိုပြန်ယူပြီးအဖက်ခံထားရတဲ့ယဟန်တွေကိုကယ်တင်ခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း63မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်52စူတော်တဲ့တွင်ကြပြရွတ်ဆိုခြင်းတစ်ပင်နတ်တွေကဆရာတော်ကြပြတွေနဲ့ညှို့ယူဖျားယောင်းခဲ့တာပဲဖြစ်ပါတယ်အခန်း64မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်53မိုးကြိုးငယ်ကျောင်းတော်တွင်ဘေးဒုက္ခကြုံရခြင်းဗုဒ္ဓအစစ်နဲ့တူအောင်ဖန်တီးထားတဲ့မြက်ခုံးဝမိတ်ဆရဲ့ကျောင်းတော်မှာအားလုံးအဖမ်းခံခဲ့ရတဲ့အလွန်ကြီးမားတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း65မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်54နတ်မင်းများအကျဉ်းချခံရခြင်းဝူခုံးကိုကိုညီဖို့ခေါ်လာတဲ့နတ်မင်းတွေပါမိစ္ဆာရဲ့အိတ်ထဲကိုအဖမ်းခံလိုက်ရတာပဲဖြစ်ပါတယ်အခန်း66မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်55အပုံးနဲ့နံသောလမ်းကြောင်းတွင်ပိတ်မိခြင်းဆရာတော်တို့အဖွဲ့ဟာတဲသီးပုတ်လမ်းလို့ခေါ်တဲ့လမ်းကြောင်းတစ်ခုကိုဖျက်ကျော်ခဲ့ရပါတယ်အဲ့ဒီလမ်းဟာနှစ်ပေါင်းများစွာကြွေကြပြီးပုတ်သိုးနေတဲ့တဲသီးတွေနဲ့ပြည့်နေပြီးလမ်းတစ်လျှောက်လုံးရွှွညွန်တွေလိုဖြစ်နေတဲ့အပြင်အလွန်ဆိုးကားတဲ့အပုံးနှံတွေလည်းနန်းစော်နေပါတယ်လမ်းရှည်ကြီးကိုအဲ့ဒီအပုံးနှံတွေကြားထဲကနေတိုးဝှေ့ဖျက်ကျော်ရတဲ့အတွက်လူရောစိတ်ပါအလွန်ပင်ပန်းဆင်းရဲခဲ့ရပါတယ်နောက်ဆုံးမှာတော့ပါကျဲကဝယ်အကြီးဖြစ်အသွင်ပြောင်းပြီးအဲ့ဒီပုတ်သိုးနေတဲ့အညစ်အကြေးတွေကိုလမ်းဖယ်ခဲ့လို့သာရှေ့ဆက်နိုင်ခဲ့တာပဲဖြစ်ပါတယ်အခန်း69မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်56ခရမ်းနုရောင်တိုင်းပြည်တွင်ဆေးကုသပေးရခြင်းမင်းကြီးရဲ့ယောဂါကိုကုသပေးဖို့ကြိုးစားရင်းဆေးဖော်ဆက်ရတဲ့အခက်အခဲတွေပဲဖြစ်ပါတယ်အခန်း68မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်59ပင်မနွမ်းနယ်မှုနှင့်အိုမင်းမစွမ်းဖြစ်မှုကိုကုသခြင်းမင်းကြီးကိုဆေးကုသပေးခြင်းပဲဖြစ်ပါတယ်အခန်း68မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်58မိဖုရားကိုကယ်တင်ရန်မိစ္ဆာကိုနှိမ်နင်းခြင်းမိစ္ဆာဖမ်းသွားတဲ့မိဖုရားကိုပြန်ရဖို့ဝူခုံးတို့အစွမ်းကုန်ပြခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း69မှာဖော်ပြထားခဲ့ပါတယ်ဒုက္ခနံပါတ်59ကိလေသာ9ပါးဖြင့်လှည့်သားခံရခြင်းပင်ကူမိစ္ဆာမ9ယောက်ကဆရာတော်ကာမဂုဏ်တွေနဲ့ဖျားယောင်းမှုကြိုးစားတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း82မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်60မျက်လုံးအများကြီးရှိသောမိစ္ဆာ၏ဒဏ်ရာပေးမှုကိုခံရခြင်းမျက်လုံးတစ်ထောင်မိစ္ဆာရဲ့အစိမ့်ငွေနဲ့အလင်းတန်းတွေကြောင့်ဒုက္ခရောက်ခဲ့ရတာပဲဖြစ်ပါတယ်အခန်း83မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်61ရှင်သိက်ကလဲအုပ်တိုင်းပြည်တွင်လမ်းပိတ်ခြင်းအင်အားကြီးမိစ္ဆာ3ဦးဖြစ်တဲ့ရှင်သိက်စင်တိန်ငတ်တို့အုပ်ဆိုးတဲ့တိုင်းပြည်မှာအသက်ဘေးနဲ့ကြုံရတာပဲဖြစ်ပါတယ်အခန်း84မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်62အယောင်3မျိုးခွဲထားသောမိစ္ဆာများမိစ္ဆာ3ဦးရဲ့မတူညီတဲ့တကိုးတွေနဲ့ရင်ဆိုင်ရတဲ့ရှည်လည်ရတဲ့တိုက်ပွဲကြီးပဲဖြစ်ပါတယ်အခန်း84မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်63မြို့ထဲတွင်ဘေးဒုက္ခနှင့်ကြုံတွေ့ရခြင်းမိစ္ဆာတွေလက်အောက်ရောက်နေတဲ့မြို့ထဲမှာအဖမ်းခံရပြီးအသက်ခံရမဲ့ဘေးကနေလွတ်ခဲ့ရတာပဲဖြစ်ပါတယ်အခန်း86မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်64မိစ္ဆာများကိုနှိမ်နင်းရန်ဗုဒ္ဓထံအကူအညီတောင်းရခြင်းဟူခုံးကိုယ်တိုင်မနှိမ်နင်းနိုင်တဲ့တိန်ငယ်မိစ္ဆာအတွက်ဗုဒ္ဓမြတ်စွာကိုယ်တိုင်လာရောက်ပြီးကူညီပေးခဲ့ရပါတယ်
အခန်း89မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်65ဘိက္ခုတိုင်းပြည်မှကလေးငယ်များကိုကယ်တင်ခြင်းကလေးတွေရဲ့နှလုံးသားကိုစားမဲ့ဘယင်စိုးလက်ကနေကလေးတွေကိုကယ်တင်ခဲ့ရတာပဲဖြစ်ပါတယ်အခန်း88မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်66အစစ်နဲ့အတူခွဲခြားရခြင်းအမှန်နဲ့အမှားအစစ်နဲ့အတူကိုဝေခဲရခက်တဲ့မော်အတက်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒုက္ခပါမိစ္ဆာဟာနတ်ဆရာအယောင်ဆောင်ထားခဲ့တာကိုဖော်ထုတ်ရတာပဲဖြစ်ပါတယ်အခန်း89မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်69ထေရှူတော်တဲ့တွင်မိစ္ဆာမကိုကယ်တင်မိခြင်းကျွဲဖြူမိစ္ဆာမသို့မဟုတ်ကိုတပိုင်းကွယ်ရင်ဟာလူရောင်ဆောင်ပြီးအကူအညီတောင်းတာကိုဆရာတော်ကတနာပြီးတော့ကယ်တင်မိခဲ့လို့ဒုက္ခရောက်ခဲ့ရတာပဲဖြစ်ပါတယ်ဒုက္ခနံပါတ်68ကျောင်းဆောင်ထဲတွင်ဖျားနာခြင်းခရီးပန်းပြီးဆရာတော်အပြင်းထန်ဖျားနာခဲ့ရတဲ့ကျမ်းမာရေးဒုက္ခပါအခန်း81မှာဖော်ပြထားခဲ့ပါတယ်ဒုက္ခနံပါတ်69အဆုံးမရှိကူထဲတွင်အကျဉ်းချခြင်းကျွဲမိစ္ဆာမကဆရာတော်မြေအောက်ကူထဲဖမ်းခေါ်သွားပြီးလက်ထပ်ဖို့အတင်းအကျပ်လုပ်တာပဲဖြစ်ပါတယ်အခန်း81မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်80တရားတော်ကိုဖျက်ဆီးသောတိုင်းပြည်ကိုဖျက်ကျော်ရခြင်းဘုန်းကြီးတွေကိုတတ်နေတဲ့တိုင်းပြည်ထဲမှာကရုံးပြောင်ကိုဖုံးကွယ်ပြီးခက်ခဲသွားခဲ့ရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း84မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်81မြူနှင်းဖုံးနေသောတောင်ပေါ်တွင်မိစ္ဆာများနှင့်တွေ့ဆုံခြင်းမြူတွေကြားထဲကနေတိုက်ခိုက်တတ်တဲ့ကျက်သစ်မိစ္ဆာနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်အခန်း85မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်82ဖိနစ်တိုင်းပြည်တွင်မိုးခေါ်ပေးရခြင်းမိုးခေါင်နေတဲ့တိုင်းပြည်အတွက်ကြောက်စိမ့်ဧကရေစိတ်ကျဉ်အောင်ဝူခုံးကနီလန်းရှာပေးရတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း89မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်83လက်နက်များအခိုးခံရခြင်းတပည့်၃ဦးစလုံးရဲ့လက်နက်တွေကိုချင်းသိမ့်မိစ္ဆာကခိုးယူသွားတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း88မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်84ပါကျဲဤထွန်ချစ်ပွဲတော်လက်နက်တွေပြန်ရဖို့ကြိုးစားရင်းကြုံတွေ့ရတဲ့အခက်အခဲတွေပဲဖြစ်ပါတယ်အခန်း89မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်85ဝစစ်တောင်တွင်ဘေးဒုက္ခကြုံရခြင်းခေါင်းကိုယ်လုံးရှိတဲ့ချင်းသိမ့်မိစ္ဆာကြီးနဲ့ရင်ဆိုင်ရတဲ့အလွန်ခက်ခဲတဲ့တိုက်ပွဲပဲဖြစ်ပါတယ်အခန်း90မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်86လျှို့ဝှက်ပန်းကူတွင်ဆင်းရဲဒုက္ခခံရခြင်းဂူထဲမှာအဖမ်းခံရပြီးတိတ်ဆက်ခံရတဲ့ဒုက္ခပဲဖြစ်ပါတယ်ဒုက္ခနံပါတ်89ကျမ်းမိစ္ဆာများကိုဖမ်းဆီးခြင်းကျမ်းမိစ္ဆာ3ဦးကိုနှိမ်နင်းရတာပဲဖြစ်ပါတယ်ဒုက္ခနံပါတ်88လက်ထက်ရန်အတင်းကျပ်လောက်ခံရခြင်းလာနဲ့သမီးချမ်းအဲရဲ့ယုံကမင်းသမီးရောင်ဆောင်ပြီးဆရာတော်ကိုလက်ထပ်ဖို့ကြိုးစားတဲ့ဒုက္ခပဲဖြစ်ပါတယ်အခန်း93မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်89ကျေးဇင်ဇင်းကြံတိုင်းပြည်တွင်ထောင်ကြခြင်းလူသက်မှုနဲ့အထင်လွဲခံရပြီးဆရာတော်တို့တစ်ဖွဲ့လုံးထောင်ထဲရောက်သွားခဲ့ရပါတယ်အခန်း69မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်80တိန်လွာကူရိုစိတ်တွင်လူသားခန္ဓာကိုစွန့်လွတ်ခြင်းအောက်ခြေမရှိတဲ့လှေနဲ့မြစ်ကိုဖြန်ရင်းလူသားဘဝအညစ်အကြေးတွေနဲ့ခန္ဓာကိုယ်ကိုစွန့်လွတ်ရတဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်အခန်း98မှာဖော်ပြထားပါတယ်ဒုက္ခနံပါတ်81နောက်ဆုံးဒုက္ခကျမ်းစာများရေဆိုခြင်းလက်ကြီးခါချလို့မြေထဲကျသွားတာကြောင့်ကျမ်းစာအချို့စုပ်ပြဲရေဆိုသွားတဲ့82ခုမြောက်နောက်ဆုံးဒုက္ခပဲဖြစ်ပါတယ်အခန်း69မှာဖော်ပြထားပါတယ်ထန်ဆန်းဆရာတော်တို့ဆရာတပည့်တွေကြုံတွေ့ခဲ့ရတဲ့ဒုက္ခ82ခုအကြောင်းကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးခင်ဗျကျေးဇူးတင်ပါတယ်